အားလုံးပဲမင်္ဂလာပါ UNN sharing blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ပြုကိုယ်တိုင်လိလာတွေ့ရှိထားတဲ့လူတစ်ယောက်ရဲ့ identity ကိုဖော်ပြဖို့အချက်10ချက်ကို share လုပ်ပြီးမှဖြစ်ပါတယ်ဒီအချက်10ချက်ကယူကိုယ်တိုင်လိလာပြီးတော့မှတွေ့ရှိထားတဲ့အချက်10ချက်ဖြစ်ပါတယ်ဒီအချက်10ချက်ကမိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့စိတ်ကူးပုံဖော်မှုနဲ့တူချင်မှလည်းတူလိမ့်မယ်တူရင်လည်းတူပါလိမ့်မယ်အဲ့တော့ဒီအချက်10ချက်ကိုစမယ်နော်နံပါတ်1ချက်ကတော့သူရဲ့ emotional mindset ပိုင်းပေါ့နော် emotional mindset မှာဆိုရင် group mindset နဲ့ fit mindset နဲ့မျိုးရှိတယ်အဲ့တော့လူတစ်ယောက်ကသူ့ရဲ့အနေအထားနဲ့ဆိုသူအမြဲတမ်းပဲ group mindset ထားနိုင်လားဒါမှမဟုတ် fit mindset ပဲရှိတာလား group mindset ထားရဆိုရင်အကောင်းဘက်ကနေမြင်ပြရပါတော့ positive mindset ပုံများတယ်fit mindset ကကျတော့ negative mindset ပုံများတယ်ကိစ္စတစ်ခုပေါ်လာပြီဆိုရင်အဆိုးဘက်ကကြည့်တာများတယ်ပေါ့ဒါကိုတော့fit mindset လို့ခေါ်ပါတယ် group mindset ကတော့ကိစ္စတစ်ခုကြုံလာရင်အကောင်းဘက်ကမြင်ပေးတာတွေများတယ်ပြီးတော့သူ့ဘက်ကပို့ပြီးတော့နားလည်ပေးနိုင်တယ်ပေါ့နော်ဒါကတော့သူရဲ့ mindset ထားတဲ့အပိုင်းပေါ့နော်group mindset နဲ့ fit mindset group mindset နဲ့ fit mindset ထားဖို့ဆိုရင်လူတူက site ကိုဘယ်လောက်ထိတိထားလဲပေါ့မူတည်တယ်ပေါ့နော်လူကြောက်ကပုံမှန်မဲ့သူက site ကိုလည်းလိလာထားမှုမရှိဘူးဆိုရင်တော့fit mindset ပုံများမလို့တော့ယူထင်တယ်နောက်တစ်နံပါတ်နဲ့တစ်ချက်ကတော့ logically thinking ပေါ့နော် logical thinking သူကကိစ္စတစ်ခုပေါ်လာတယ်ပြဿနာတစ်ခုကြုံလာလို့ရှိရင်ဒီဘက်ကဘယ်လိုဆုံးဖြတ်လဲတစ်ဖက်ထဲကပဲကြည့်ပြီးတော့ဆုံးဖြတ်တာလားဒါမှမဟုတ်လက်တွေ့ကြတေချာလေးစီစစ်ပြီးတော့မှဆုံးဖြတ်ချက်ချတတ်တဲ့လူလားဒီပုံမှာလည်းမူတည်ပါတယ်နံပါတ်3က representation skill ပေါ့နော်ဒီဘက်ကဘယ်လိုမျိုး presentation ပေးလဲလူတွေကိုနားလည်ဖို့ဒီဘက်ကဘယ်လိုမျိုးရှင်းပြမှုတွေရှိတယ်လဲလူတွေကိုနားလည်ဖို့ဘယ်လိုမျိုးရှင်းပြတတ်လဲနံပါတ်4ချက်ကတော့ communication skill ပေါ့နော်လူတွေကိုပေါ့ဘယ်လို communicate လုပ်တတ်လဲကောင်းမွန်တဲ့ဘက်ကလုပ်တတ်သလားဒါမှမဟုတ်အမြဲတမ်းပဲသူ့ဘက်ကပဲအတ္တကြီးစွာနဲ့ communicate လုပ်တတ်သလားပေါ့နော်ဒါမှမဟုတ်လူတွေကိုလူတန်းစားခွဲပြီးတော့မှ communicate လုပ်တတ်တာလားပတ်စံရှိရဲ့ချမ်းသာတဲ့လူတွေကို communicate ပုံစံကတစ်မျိုးအခြေခံလူတန်းစားတွေကို communicate ပုံစံကတစ်မျိုးဒီဘက်ကအဲ့လိုမျိုးလုပ်တတ်တဲ့လူစားမျိုးလားနောက်တစ်ခုနံပါတ်5ကတော့ response ဖြစ်ပါတယ် response ဆိုတာကသူဘယ်လိုတုံ့ပြန်လဲဥပမာလူတယောက်ကသူ့ကို hit လုပ်လိုက်တယ်သူအဲ့လို hit လုပ်ခံထားရတဲ့အချိန်မှာသူဘက်ကတုံ့ပြန်မှုကဘယ်လိုရှိလဲအရန် sensitive ဖြစ်တဲ့လူလားအထိမခံဖြစ်တဲ့လူလားပေါ့နော်ဒါမှမဟုတ်လဲ I don't care anything ငါဘာမှ view မဆိုင်ဘူးအဲ့လိုမျိုးစိတ်ထားရှိတဲ့ပုံစံလားပေါ့နော်အဲ့လူတွေကတော့ကိုယ့်ပုံစံမျိုးစုံနဲ့လာပြီးတော့ communicate လုပ်ကြမှာပဲအဲ့လို communicate လုပ်ကြတဲ့အချိန်မှာကိုယ့်ဘက်က response ဘယ်လိုပြန်ပြီးမလဲပေါ့နော်အဲ့ဒီပုံမှာလည်းမူတည်ပါတယ်နောက်ထပ်နံပါတ်6ပေါ့နော်နံပါတ်6ကတော့ accountability ဆိုတာတာဝန်ယူမှုရှိမရှိပေါ့နော်သူစီကထွက်လာတဲ့စကားလုံးတိုင်းကသူပြောထွက်လိုက်တဲ့စကားလုံးတိုင်းကတာဝန်ယူမှုရှိမရှိဥပမာဝမရှိဘဲနဲ့ဝိတ်လုပ်တယ်ဆိုတာကြားဘူးလားတော့မသိဘူးနော်အဲ့တော့ဝမရှိဘဲနဲ့ဝိတ်လုပ်တတ်တဲ့သူလားဒါမှမဟုတ်ကိုယ်တိုင်လှုပ်ပြီးမှအတိတကျသိရှိပြီးမှလှုပ်တတ်တဲ့ပြောတတ်တဲ့သူလားပေါ့နော်ဒါကတော့ accountability သူရဲ့ကိစ္စပေါ်မူတည်ပြီးတော့မှတာဝန်ယူမှုရှိမရှိအဆုံးဖြတ်လို့ရပါတယ်နောက်ထပ်နံပါတ်1ချက်ပေါ့နော်နောက်နံပါတ်7ကတော့ knowledge ဖြစ်ပါတယ်နောက်နံပါတ်7က knowledge ပေါ့အဲ့တော့သူက knowledge ဘယ်လောက်ရှိလဲပြင်ပ knowledge ပေါ့နော်certain gain knowledge ကတက်ပေါ့ကိုယ် skill ပိုင်းskill set ပိုင်း knowledge ကတက်ဒီလူတွေနဲ့ပေါင်းတဲ့ဆက်ဆက်နဲ့ knowledge ပိုင်းကတက်ပေါ့နော်အဲ့တော့ဒီ knowledge တွေအများကြီးရှိတဲ့တဲကမှာသူ့ရဲ့ knowledge skill level ကဘယ်လောက်ရှိတယ်လဲပေါ့နော်အဲ့ဒါလေအဲ့ဒီပေါ်မူတည်ပြီးမှလည်းဆုံးဖြတ်လို့ရပါတယ်နောက်တစ်ခုနံပါတ်8ကတော့ business ဖြစ်ပါတယ် business ပိုင်းမှာဆိုရင်သူကိုယ်တိုင်က employee လားဒါမှမဟုတ် owner တယောက်ဖြစ်တာလား owner တယောက်ဆိုရင်သူ့ရဲ့ business ကိုသူဘယ်လိုမျိုး run နေလဲ employee ဆိုလို့ရှိရင်သူရဲ့အလုပ်ကိုဘယ်လိုကြိုးစားစားလုပ်ကိုင်နေလဲရိုးသားသားလားဒါမှမဟုတ်ဘယ်လိုလုပ်ကိုင်နေလဲဒီပုံမှာမူတည်ပြီးတော့မှလည်းလူတယောက်ရဲ့ identity ကိုကြည့်ပြီးတော့မှဆုံးဖြတ်နိုင်ပါတယ်နောက်တစ်ခုနံပါတ်9ကတော့ education ပေါ့နော် education တွေပညာရေး educational skill ပေါ့နော်သူကပညာရေးအဆင့်ဘယ်လောက်ရှိလဲဒါမှမဟုတ်အခြေအနေတစ်ခုကြောင့် drop out လုပ်ရတဲ့လူတယောက်လားဒါမှမဟုတ်လဲလုံးဝ graduate ထိသွားနိုင်ခဲ့တဲ့လူတယောက်လား
ဒါမှမဟုတ်သူမှာတခြားပြင်ပ skill ပေါ့နော် language skill English ဖြစ်ဖြစ် Chinese ဖြစ်ဖြစ်တခြား skill တွေနဲ့တက်နေတဲ့သူတယောက်လားတက်မြောက်နေတဲ့သူတယောက်လားတချို့သူတွေလည်းရှိပါတယ်เนาะ education ဘိုင်းမှာဆိုရင်လုံးဝ school drop out လုပ်လိုက်ရတဲ့သူတွေရှိအခြေအနေမျိုးမျိုးကြောင့်ပေါ့เนาะအဲ့လိုလုပ်လိုက်ရတဲ့သူတွေရှိတယ်ဒါမှမဟုတ်လည်းတကယ်စိတ်မဝင်စားတော့လို့ရက်လိုက်တဲ့သူတွေလည်းရှိနိုင်တယ်ပေါ့နော်ပြီးရင်နံပါတ်10ကတော့ show we show up လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီ show up ပိုင်းမှာဆိုလို့ရှိရင်သူရဲ့ပုံပန်းတွင်ပြင်ပေါ့နော်ဝတ်စားစီမှုအပိုင်းဘယ်လိုမျိုး fashion တွေကိုဝတ်ဆင်တက်လဲဘယ်လို design တွေကိုဝတ်ဆင်တက်လဲအမြင်နဲ့ခစ်ပေါ်သူ့ရဲ့ခီရစီအကြောင်းပုံမှာလိုက်နေတဲ့သူတယောက်လားဒါမှမဟုတ်ပင်ကို style နဲ့အမြဲတမ်းဒီတိုင်းနေတဲ့လူတယောက်လားပေါ့နော်သူရဲ့ပြီးလို့ရှိရင်နောက်တစ်ခုက grooming ပေါ့ smack ကြမှုရှိမရှိ grooming ဖြစ်မဖြစ်ပေါ့နော်တာမန်လူတွေတော်တော်များများဆိုရင်ဒီတိုင်းပဲနေတော့တက်ကြတယ်ပေါ့နော်အဆင်ပြေပြီးဒီလိုနေတက်တဲ့သူတွေများတယ်ဒါပေမဲ့အဲ့ဒီထဲမှာမှလုံးဝ discipline ရှိနေတက်တဲ့သူလား grooming ဖြစ်နေတက်တဲ့သူလားဒီတိုင်းပဲရိုးတသားပဲဒီတိုင်းပဲဂယူးမဆိုင်ပဲနေတက်တဲ့သူလားပေါ့နော်အဲ့တော့ဒီအခြေခံအချက်10ချက်ပုံမူတည်ပြီးတော့မှလူတွေရဲ့ identity ကပြောင်းလဲသွားနိုင်ပါတယ်ပေါ့နော်ဒါကတော့ယူသွေးရှိထားတဲ့လူတွေရဲ့ identity ပေါ်မူတည်ပြီးတော့မှအချက်10ချက်ကိုလေးလာတွေ့ရှိထားတာဖြစ်ပါတယ်အဲ့တော့ဒီရဲ့ယူရဲ့တွေ့ရှိထားတဲ့အချက်တွေကမိတ်ဆွေတို့နဲ့ကိုက်ညီချင်မှလည်းကိုက်ညီလိမ့်မယ်ပေါ့နော်တကယ်တော့ဒါကယူကိုလာတည်တည်ချာလေးလာထားတဲ့အချက်တွေဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်စိတ်ထားမှုမြတ်ကောင်းမှုနဲ့တူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်နောက်ဗီဒီယိုမှာတက်တွေ့ပါမယ်ဘိုင်ဘိုင်